United မှာခေါင်းဆောင်မှုပြဿနာရှိနေတယ် United အသင်းကဒီပြီးခဲ့တဲ့ရာသီ Premier League မှာအဆိုးဆုံးစွမ်းဆောင်ရည်ကိုပြသခဲ့တယ်38ပွဲကစားရမှာ17ပွဲပဲနိုင်ပြီးတော့အဆင့်15နဲ့ရာသီတင်ခဲ့ရတယ်United ကိုကင်တွယ်ခဲ့မှုတဲ့ Renick ကအသင်းရဲ့ဂုဏ်ဆရာနေရက်တွေကိုပြန်လာဖို့အတွက်ဒီအပေါ်ရန်ပြင်ဆင်ရုံနဲ့နေမရဘဲနဲ့နက်နက်ရှိုင်းရှိုင်းကြီးမားပြောင်းလဲပစ်ဖို့ Open Heart Surgery လိုအပ်တယ်လို့ပြောခဲ့ပူပါတယ်အခုလည်း Man U ရဲ့ဆက်လက်ရုန်းကန်ရမှုအပေါ်သူ့ရဲ့အမြင်တွေကိုမျှဝေခဲ့ပါတယ် Renick ကအသင်းရဲ့ပြောင်းရွှေ့ဈေးကွက်မှာမအောင်မြင်တာတွေကိုမိမောင်းထုတ်ပြခဲ့တယ်။ Sir Alex Ferguson ထွက်သွားခဲ့တဲ့2013ခုနှစ်ကတည်းက Old Trafford မှာခေါင်းဆောင်မှုကင်းမဲ့နေတာကိုလည်းထောက်ပြခဲ့တယ်။ကျွန်တော်သာပိုင်ရှင်အားကစားဒရိုက်တာဆိုရင်ငယ်ရွယ်တဲ့ကစားမတွေကိုပဲခေါ်ယူဖို့ရင်းနှီးမြှုပ်နှံမှာပါ။ဘယ်လိုပဲကြည့်ဒါကအထိပ္ပယ်ရှိပါတယ်။အသက်30 28ရွယ်ကစားမတူအတွက်ကိုပေါင်30 40 50လောက်ပြောင်းရွှေ့ခြေသုံးတာကအထိပ္ပယ်ရှိလား။တွက်ကြည့်အောင်ဗျာ။အသက်30 28ကစားမတူကို9နှစ်စာချုပ်နဲ့ခေါ်ရင်ဒီနေ့လောက်ခလာစာကပြည့်မြ15သန်းဆိုပါတော့ဒါ9နှစ်ဆိုရင်85သန်းစုစုပေါင်း120လောက်ရှိနေပြီအေဂျင့်ခါတွေဘာတွေပေါင်းလိုက်မယ်ဆိုရင်တန်150လောက်ရှိသွားပြီဘာအတွက်လဲတော့အဲ့ပတ်စံတွေကိုဘယ်တော့မှပြင်ရမှာမဟုတ်ဘူးကံမကောင်းရင်စာချုပ်ရဲ့နောက်ဆုံးနေ့တွေမှာကစားသမားကကစားနိုင်တော့မှာတော့မဟုတ်ဘူးဒီလိုလှုပ်ချင်းအပြင်ပထမနှစ်အနေငယ်အတွင်းမှာအောင်မြင်မှုပုံများနိုင်ခြေရှိတာကိုပဲရင်းနှီးမြှုပ်နှံအရောက်တယ်ဒါကလောင်းချေးထက်တာနဲ့တူတယ်ကျွန်တော်ဆိုဘယ်တော့မှဒီလိုလုပ်ဖို့ခွင့်ပြုမှာမဟုတ်ဘူးလို့မှတ်ချက်ပြုသွားခဲ့တယ်ကျွန်တော်ထွက်သွားပြီးကလေးကသူတို့ကပေါင်900 800လောက်ကိုတုံးထားတယ်အသင်းကအဆင့်15မှာနီးပြကလည်းအချိန်ချင်းပြောင်းလဲခဲ့တယ်အခုလည်းရိုမင်အာမိုရင်ကကောင်းမွန်တဲ့နီးပြတူပါဒါပေမဲ့နောက်ဆုံးမှအဆင်မပြေနောက်ထပ်နီးပြတူသူတို့ရဲ့စနစ်အသေးအတွေးခေါ်တွေနဲ့ရောက်လာမယ်သူကစားမတွေခေါ်မယ်ဒီတော့ဂျွမ်ခရိုင်အကြောင်းအစာပြောခဲ့တာတွေစီပြန်ရောက်သွားမယ်အစီအစဉ်တွေကိုဘယ်လိုဆုံးဖြတ်မလဲဆိုတာရှိကိုရှိရပါမယ်ကျွန်တော်ထင်တယ်2013ခုနှစ်ကဆိုင်လက်ကလပ်ကနေထွက်သွားခဲ့တဲ့အချိန်ကိုလှည့်ကြည့်ရမယ်သူရှေ့တုန်းကသူကအရာအားလုံးရဲ့အုံနောက်ပါပဲအရေးကြီးတဲ့သူတွေကိုလည်းကလပ်စီခေါ်လာခဲ့တယ်သူထွက်သွားတော့အဲ့လူတချို့ကလည်းကလပ်ကနေသူနဲ့အတူထွက်သွားကြတယ်အဲ့ဒီအချိန်ကကလပ်မှာခေါင်းဆောင်မှုပြဿနာရှိနေလို့ကျွန်တော်ထင်တယ်တကယ်တမ်းဆုံးဖြတ်ချက်တွေကိုဘယ်သူကချတာလဲဘာကြောင့်ချတာလဲဆိုတာပေါ့ဆိုပြီးတော့ထောက်ပြသွားခဲ့ပါတယ်